အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီမှာတော့ engineer channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အခုဗီဒီယိုမှာတော့ basic level engineer ရဲ့ကိုယ်တိုင်တဲ့49ဖြစ်တဲ့ကျွန်တော်တို့ component or keyboard FPGA access network ဆိုတာကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ keyboard FPGA access network တွေမှာဒါသုံးတဲ့အဓိကကျွန်တော် component လေးတွေပါနော် component လေးတွေကိုကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒါ component ပေါ့နော် component ဆိုတာကျွန်တော်တို့ keyboard ကျွန်တော်တို့နည်းပညာမှာတော့ကျွန်တော် keyboard ရဲ့နည်းပညာတွေမှာကျွန်တော်တို့ပါဝင်တဲ့ဒါအစိပ်ပိုင်းလေးတွေပေါ့နော်ဒီကကျွန်တော်တို့ keyboard နည်းပညာမှာကျွန်တော်ဒါ OLED ပါမယ်ကျွန်တော်တို့ဒီ OLED ပါမယ်ပေါ့နော်ဒါ OLED ကတော့ဒါတော်တော်များများဒါအိမ်တွေမှာလည်းတက်ထားဆိုတော့လူတော်များများဒါတည်ရပါနော်အဲ့တော့ OLED ပါမယ်ပြီးတော့ကျွန်တော်တို့ OLED ပေါ့နော် OLED တွေကဒါများသောအားဖြင့်ကျွန်တော်တို့ data center ဒါမှမဟုတ် site ဒါမှမဟုတ်ကျွန်တော်တို့မိမိ room ပေါ့နော်ကျွန်တော်တို့ထားလို့ရတဲ့ device တွေနေရာတွေရှိတယ်ပေါ့နော်ဒါကိုယ်အစီအပြေတဲ့နေရာမှာထားတယ်ပေါ့နော်ဒါများသောအားဖြင့်တွေ့ရတဲ့ဒါဒီဒါ post site တို့နေရာမျိုးတွေမှာဒါကျွန်တော်တို့တွေ့ရတဲ့ပေါ့နော် OLED ဆိုတာအဲ့တော့ customer တွေအနေနဲ့ဆိုရင်တော့ဒီ OLED ကြီးဒါတောင်းတော့တိတ်ပြီးတော့ဒါမြင်မှုမြင်တာတိတ်မရှိဘူးပေါ့နော်ကျွန်တော်တို့ network engineer တွေဆိုလို့ရှိရင်တော့ဒါနောက်ပိုင်းမှာဒါ OLED ပြီးကျွန်တော်တို့ဒါရှိတွေ့ရမှာပေါ့နော် OLED တွေနောက်ပိုင်းကြလို့ရှိရင်ကျွန်တော်တို့ကင်တွေ့ရတာမျိုးတွေရှိလာတယ်ပေါ့နော်အဲ့တော့ OLED ရှိတယ် OLED ရဲ့အခြေခံကဒါ optical line ဒါပဲပြီးတော့ကျွန်တော်တို့ optical splitter ပြီး optical lower terminal ပေါ့နော်ဒါဒီလိုမျိုးတွေရှိတယ်ပေါ့နော် optical lower terminal ဆိုတာဒါ OLU ခေါ်တာပါ OLU ဒီကျွန်တော်တို့က optical lower unit ONT ကကျတော့ ONT ONT ကကျတော့ကျွန်တော်တို့ optical lower terminal ပေါ့နော် optical lower terminal အဲ့တော့ဒီတစ်ခုပါကွာလဲဆိုတော့ကျွန်တော်တို့က OLU တွေရဲ့ကျွန်တော်တို့နောက်မှာရှိရကျွန်တော် LAN ပေါ့ဗောနော် OLU ရဲ့ speed ပေါ့ပြီးတော့ speed ဒီကျွန်တော်တို့က100 megabit per second ဖြစ်တယ် support လုပ်တယ်ဆိုရင်သူကဒါသူ့ကိုကျွန်တော်တို့ OLU လို့ခေါ်တယ်ဗောနော်အဲ့တော့1000 megabit per second ဗောနော်1000 megabit per second 1G ဗောနော်ဒီဒါဆိုရင်ကျွန်တော်တို့ဒါဒီ OLD လို့ဒါခေါ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့လောင်းလောင်းဟိုးရင်လည်းကျွန်တော်တို့ခေါ်နေတဲ့ဟိုအခေါ်အဝေါ်တွေပေါ့နော် OLD တွေစီကျွန်တော်တို့ကဟိုအရင်တွေက OLD လို့ခေါ်နေတော့အခုနောက်ပိုင်းမှာကျွန်တော်တို့ OLD လို့ပဲဒါခေါ်တာများတယ်ပေါ့နော်အဲ့တော့ OLD ဆိုတာကျွန်တော်တို့ဘယ်လိုမျိုးလဲပေါ့နော်အဓိကလည်းကျွန်တော်တို့ physically ဖွဲ့စည်းထားတဲ့အထဲမှာလည်းကျွန်တော်တို့ကွာချက်ချက်ကဒါတိတ်တော့မရှိတော့ဘူးပေါ့နော်တော့အဲ့ဒါကြောင့်မို့ကျွန်တော်တို့တုံးဒါတတိမထားမိတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ကျွန်တော်နှစ်မျိုးရိုက်ပြမယ်ပေါ့နော်ကျွန်တော်တို့ Huawei ထဲမှာဆိုရင် Huawei HG A145D ပေါ့နော်ဒါ image နဲ့ကြည့်လိုက်မယ်နော်8546M ပေါ့နော်8546Mကိုကျွန်တော်စီ8546ဟုတ်ပြီဒါဒီ8546Mရဲ့ဒီကြောင့်ဒီမှာပါတဲ့ Ethernet ပေါ်လေးပေါ့နော်ဒီမှာပါတဲ့ Ethernet ပေါ်လေးတွေရောဒီကောင်လေးဆိုလို့ဒီမှာဆိုပို့ရှိနေပါတော့ဒီမှာပါတဲ့ Ethernet ပေါ်လေးတွေရောသူ့ရဲ့ဖင်အောက်မှာပါတယ်ကျွန်တော်ဂျီပုံးပေါ့နော်ဂျီပုံးပေါ်လေးပေါ့နော်ဂျီပုံးပေါ်လေးတွေရောဒီမှာဆိုပါတယ်ပေါ့နော်ဒီပုံမှာဆိုရင်ကျွန်တော်ဒီနားပေါ့နော်ပေါ်လေးတွေရဲ့ speed ဒီဒါတပေါ်ချင်းဒီပေါ့နော်တပေါ်ချင်းဒီမှာရတဲ့ speed တွေဒါ100 megabit per second ပေါ့နော်ဒီပဲဒါအများဆုံး support လုပ်တယ်ဒါဆိုရင်သူ့ရဲ့အမျိုးအစားကိုကျွန်တော်တို့က ONU လို့ကျွန်တော်တို့ဒါခေါ်လို့ရတယ်ပေါ့နော်ဒါအရိကကွာခြားချက်တွေကတော့ဒါ ONU ရဲ့ OND ရဲ့ကွာခြားချက်ကတော့ရှိတယ်ပေါ့နော်အများကြီးရှိတယ်အများကြီးရှိတဲ့နေရာမှာကျွန်တော်တို့သိတာတင်ရတာကိုကျွန်တော်ပြပြချင်ဖြစ်တယ်အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်လည်း Huawei EG ပေါ့နော် EG A145B5 ပေါ့နော်ကျွန်တော်ပုံစံလေးတွေမကွာဘူးဆိုတာဒီကပြောချင်တာကျွန်တော်ဒီမှာမြင်နေရတဲ့ပုံစံပေါ့နော်ဒီပုံစံလေးပေါ့နော်ဒါ Huawei EG A145 ကျွန်တော်တို့ V5 ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်လည်းဒါAG 800ပုံစံအဲ့တော့ပုံစံလေးကျွန်တော်နည်းနည်းလေးဆက်စင်စင်လေးရှိတယ်ပေါ့နော်ဒါအပြင်မှာလည်းပုံစံတော်တော်များများတူတယ်ပေါ့နော်ဒီလိုပြပြဖြစ်တဲ့အတွက်ကျွန်တော်အသုံးလုံးပေါ့နော်ဒီကအသုံးလုံးတက်ကျွန်တော်တို့က OI ပဲသုံးတာနှုတ်ကျိုးသွားတယ်ပေါ့နော်တကယ်တမ်းတော့ကျွန်တော်တို့က
သူ့ရဲ့စပီကကျွန်တော်တို့ဒီမှာဘိုင်းလမ်းပေါ်တွေရောကျွန်တော်ခြေပိုးနေတဲ့စပီတစ်ခွင့်ရေးတွေကျွန်တော်တို့100ဆိုရင်ကျွန်တော်တို့ OIU လို့ခေါ်ပြီးတော့ 1G ပေါ့နော်1000 megabit per second ဆိုရင်တော့ကျွန်တော်တို့က OND လို့ဒါခေါ်ရမှာပေါ့နော် OND ဒီ OND ကတော့တက်ပါနော်အဲ့တော့ကျွန်တော်ဒီမှာအစိပ်ပိုင်းလေးတွေရှိပါတယ်အဲ့တော့ကျွန်တော်တို့ OND ရှိမယ် OIU ရှိမယ်ကျွန်တော်ပြီးတော့ဒီမှာ separate ပါနော်ဒါအားထဲမှာကျွန်တော်တို့ကလမ်းဘေးဒီမှာပုံရပြမယ်ဆိုလို့ရှိရင်ကျွန်တော်လမ်းဘေးဒီမှာတက်တိုင်တွေရှိတယ်တက်တိုင်တွေမှာကျွန်တော်တို့ကပေါက် fiber ပေါက်လေးတွေတက်ထားတယ်ပေါ့နော်အဲ့ fiber ပေါက်ထဲမှာကျွန်တော်ဒါ separate လေးတွေထည့်ထားတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က separate ပေါက်လို့ခေါ်တယ်ပေါ့နော် separate လေးတွေခေါ်တယ်အဲ့ separate ကိုမှကျွန်တော်တို့ကသက်ဆိုင် ISP ကနေမှကျွန်တော်တို့ကအခေါ်အဝေါ်လေးတွေဒီ SN ခေါ်တာရှိမယ်ကျွန်တော်တို့ DN ခေါ်တာရှိပါပေါ့နော်ဒါ DN ဆိုရင်ကျွန်တော်တို့ကဗာလဲဆိုတော့ဒီ OLD ကနေစပြီးလာတဲ့ပထမဆုံး separate ကိုဒါ DN လို့ခေါ်တယ်ပေါ့နော်ဒီ separate လေးထပ်ဖွဲ့တယ်နောက်ထပ် separate နောက်တစ်ခုဆိုရင်ဒါကိုကျွန်တော်တို့က SN ပေါ့နော်ဆိုပြီးတော့ဒီလိုမျိုးတတ်မှတ်တယ်ပေါ့နော် DN ဆိုတာကတော့ကျွန်တော် distribution လုပ်ပေါ့နော် SN ဆိုတာကတော့ service လုပ် customer လေးအိမ်ကိုကျွန်တော်ဒါ service ပေးတဲ့လုပ်ပေါ့နော်ဒီလို OIU ကိုပေးတဲ့လုပ်ပေါ့ဒါမျိုးကိုကျွန်တော်က SN လို့ခေါ်တယ်ပေါ့နော်ဒါကတော့ company တစ်ခုနဲ့တစ်ခုကတော့အခေါ်မတူဘူးပေါ့နော်တခြား company တွေမှာလည်းဒီ DN ဒီကျွန်တော်တို့က DN ကိုကျွန်တော်တို့က CA1 ပေါ့နော် SN ကိုကျွန်တော်တို့က CA2 ပေါ့နော်ဒါမျိုးတွေခေါ်တာလည်းရှိတယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲခေါ်ပေါ့နော်ဒါကို company နဲ့ကြိုက်တဲ့ကိုအခေါ်ပေါ့လိမ့်မင်းအတိုင်းပဲခေါ်ကြတယ်ဒါပေမဲ့များသောအားဖြင့်တွေ့ရမှာဒီ SNDN ဆိုတဲ့အခေါ်ပေါ့များသောအားဖြင့်တွေ့ရမှာပေါ့နော် SNDN ဆိုတာကိုများသောအားဖြင့်တွေ့ရမယ်ပြီးတော့ကျွန်တော်တို့ဒီမှာ feeder ပေါ့နော် feeder ဒီကျွန်တော်တို့ကဒီမှာဆို SN ပေါ့sorry DN ပေါ့နော် DN နဲ့ကျွန်တော်တို့ဒီ OLD ပေါ့နော် OLD ကြားပေါ့နော် customer မပါတဲ့ပေါ့နော်ဒီမှာကျွန်တော် SN လည်းပါမှာပေါ့နော် SN နဲ့ DN ကြ DN နဲ့ကျွန်တော်တို့ OLD ကြားမှာရှိနေတယ်ဆိုတော့ cable ကြီးပေါ့နော် fiber ကို cable အကြီးပေါ့နော်ကျွန်တော် 12 ကိုဖြစ်မယ်24 ကိုဖြစ်မယ်48ကိုဖြစ်မယ်ပေါ့နော်အဲ့ cable ကိုကျွန်တော်တို့ကဒါ feeder လို့ခေါ်ပါတယ်အဲ့ feeder ခေါ်တယ်ပြီးတော့ draw cable ပေါ့နော် draw cable ကျွန်တော် draw cable ဆိုလို့ရှိရင်တော့ဒါနဲတဲ့ကိုနဲတယ်ပေါ့နော်ကိုနဲတယ်ဆိုတော့ကျွန်တော်တို့4 9လည်းဖြစ်မယ်2 9ဖြစ်မယ်1 9ဖြစ်မယ်ပေါ့နော်အဲ့9တွေကျွန်တော်တို့ customer နဲ့ဒါ customer ရဲ့ OM နဲ့ဒါဆွဲထားတဲ့ separate နဲ့ customer OM ပြဆွဲထားတဲ့ကျွန်တော် cable ကိုကျွန်တော်တို့ကဒါ draw cable လို့ခေါ်တယ်ပေါ့နော်ဒါသူ့ရဲ့အခေါ်အဝေါ်လေးကိုရှင်းပြပေးဖြစ်ပါတယ်အဲ့တော့ OLD ပါမယ် separate ပါမယ် feeder ပါမယ် draw ပါမယ်ဒါတော့ OIU ပါမှာပေါ့နော်အဲ့တော့နောက်တစ်ခုနေကျွန်တော်တို့ဒီမှာအကယ်၍ SN လေး DN လေးဒီလိုထိုင်ထားတယ်ကျွန်တော်တို့ကဒီနောက်ဝါကြီးပေါ့နော် DN လေးဒီ OIU ချမ်းပြီးတော့ပါမယ်ဒီ OLD ရဲ့အထွက်ကနေဒီကိုကျွန်တော်တို့ကဒါအများကြီးလောက်ထားတယ်ဆိုရင်ဒါကိုဒီမှာ OLD ကနေနောက်ထပ်ဒါထပ်ထွက်လို့ပေါ့နော် SN လေး DN ထွက်တယ်အဲ့ဒါတွေအကုန်လုံးကိုကျွန်တော်ပေါင်းပြီးတော့ ODM ပေါ့နော်ဒီပဲ object ရဲ့ distribution layer ဆိုပြီးတော့ဒါခေါ်ဝေါ်တယ်ပေါ့နော်ဒါအပြင်မှာလက်တွေ့ဒါခေါ်ဝေါ်လေးပေါ့နော်ခေါ်လေးအဲ့တော့ကိုလှုပ်တဲ့ company ပုံမှာမူတည်ပြီးတော့လဲကျွန်တော်ဒီခေါ်ဝေါ်လေးဒါပြောင်းလဲနိုင်တယ်ပေါ့နော်အဲ့တော့ဒါတော့ကျွန်တော်တို့ခြေပုံးမှာပါတယ်ကျွန်တော်ဒီကပေါ့နော်3 ကများတဲ့ရှိတဲ့ဟာလေးကိုရှင်းပြပေးချင်ဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်ဒါ internet ရှိမယ် internet ကိုကျွန်တော်တို့ feeder router ပေါ့နော် feeder router ကိုဒါ micro နဲ့ပြနေတာပေါ့နော်ကျွန်တော်ပြီးတော့ home OLD ဒါကတော့ OLD ပေါ့နော် OLD ကတော့ chassis type ဖြစ်တယ်ကျွန်တော်တို့ line jet တွေကိုဆွဲဖြုတ်လို့ရတယ်ကျွန်တော်ပြန်ထိုးလို့ရတယ်ပေါ့နော်လို့သလိုကျွန်တော်တို့အဆင်ပြေလုပ်လို့ရတယ်ပေါ့နော်ဒါကတော့သူ့မှာပါတဲ့ line jet ဘယ်နှကတ်စိုက်လို့ရတယ်ပေါ့နော်ဘယ်နှကတ်စိုက်လို့ရတယ်ဆိုရင်ဘယ်နှကတ်ကျွန်တော်တို့ကစိုက်ထားလို့စိုက်နိုင်တယ်3ကတ်လောက်ပဲစိုက်ပြီးကျန်တဲ့4ကတ်ကိုဒါလွတ်ထားလို့လည်းရတယ်ပေါ့နော်ဒီနေရာလေးတွေကဒါ line jet စိုက်တဲ့နေရာလေးပေါ့နော်အဲ့တော့ဒီကျွန်တော်တို့ဒီမှာ separator ကိုသွားတယ်ဒါကတော့ကျွန်တော် front စိုက်တာနဲ့ကျွန်တော် OLD သွားတယ်ပုံစံလေးကြားထားပေးဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုရှိတယ်ကျွန်တော်တို့ဒါကတော့ကျွန်တော်တို့ Huawei OLD ပေါ့နော် Huawei OLD EA 5800မြောက်7ပေါ့နော်ဒါလေးကိုပြထားပေးဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒါ OLD ပေါ့နော်ဒီမှာဆိုရင် OLD ရဲ့ဒါ port number ကဒါ universal ဒီနားလေးမှာရှိတဲ့ဟာလေးပေါ့ဒီနားလေးမှာရှိတဲ့ဟာလေးဒီ universal interface port ပေါ့နော်အဲဒီမှာတော့ရှိတယ်ဒါ power port ပေါ့နော်ဒီ power port နှစ်ခုရှိတယ်ဒါကိုလည်းကျွန်တော်တို့ပြပေးထားတာဖြစ်ပါတယ်အဲ့တော့ဒီမှာပြထားတဲ့ service port ပေါ့နော် service port လို့လည်းခေါ်တယ်ကျွန်တော်တို့ပြီးတော့
service gap လို့လည်းခေါ်တယ်ပေါ့နော်ဒီတော့ကျွန်တော်တို့စိုက်ထားတဲ့စိုက်လို့ရတဲ့နေရာတွေပေါ့နော်အဲဒီနေရာကိုပြထားပြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒါကတော့ control gap ဖြစ်ပါတယ် control gap ဒီပုံကတော့ကျွန်တော်ဒါအလွတ်ဒီအပေါ်ကပုံတွေကတော့ဒါ service gap စိုက်လို့ရတဲ့နေရာအလွတ်တွေပေါ့နော်ဒီနေရာကတော့ကျွန်တော်တို့က service gap စိုက်ထားပြီးသားနေရာကိုဒါပြပေးထားခြင်းဖြစ်ပါတယ်အဲ့တော့ဒါကတော့ Huawei OLED တစ်လုံးမှာပါတဲ့အစိပ်ပိုင်းလေးကိုဒါအကြမ်းမြင့်ရှင်းပြပေးတာပေါ့နော်အကြမ်းမြင့်ရှင်းပြပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်ထပ် Huawei OLED နောက်ထပ်တစ်လုံးဒါထပ်ပြီးပြဒီမှာတော့ကျွန်တော်တို့ OLED MA 5683D ပေါ့နော်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် service ပုံစိုက်လို့ရတဲ့နေရာလေးကျွန်တော်ဒါဘယ်နှကပ်ပါလဲဆိုတော့တစ်ကနေ18မှာကျွန်တော် control ကိုနှစ်ခုကိုနှုတ်တယ်ဆိုတော့16ကပ်ပေါ့နော်ဒါ16ကပ်စိုက်လို့ရတဲ့ OLED ဖြစ်ပါတယ်ကျွန်တော် Huawei OLED ဖြစ်ပါတယ်ဒါဒီမှာတော့ကျွန်တော်ဒါ line ကပ်တွေစိုက်လို့ရတယ်ပေါ့နော်အဲ line ကပ်တဲ့ကြီးမှာပါတဲ့ဒီပေါ်တစ်ပေါ်ကိုကျွန်တော်ဒါပုံးပေါ်ပေါ့နော်ခုနကပြောတဲ့ကျွန်တော်ပုံးပေါ်ဒီမှာကျွန်တော်တို့ကများသွားပြီဒါ separator တွေခံတာပေါ့နော် separator တွေခံတယ်ကျွန်တော် separator တွေခံပြီးတော့မှဒါခွဲတာပေါ့နော်ဟုတ်ပြီကျွန်တော်ဒါနောက်တစ်ခုဒါကတော့ကျွန်တော်တို့ OLED တွေမှာပါတဲ့ဒါ Huawei OLED သုံးပြီဆိုရင်ကျွန်တော်သုံးတာ power cable ပေါ့ဒါတော့ကျွန်တော်တို့လွယ်တဲ့လူပြောမယ်ဆိုကျွန်တော်တို့ဒါ bulb adapter လိုမျိုးပေါ့နော်ကျွန်တော်တို့ AC ကနေ DC ကိုဒါပြောင်းပေးတဲ့ဒီဘက်ပေါ့နော်သူကတော့ကျွန်တော်တို့ Huawei OLED ETB 4800ပေါ့နော် ETB 4800 power supply ကိုဒါအသုံးပြုရတယ်ပေါ့နော်ဒါလေးကတော့ကျွန်တော်ပို့ပြီးတော့ဒါအသုံးပြုရတယ်ပေါ့နော်ဒါ rectifier ပါအဲ့တော့ဒါကတော့ကျွန်တော်ဒါဒီ smart A ဆိုတာတော့ဒါလည်း power ပုတ်ပါပါနော်ပုတ်ဆိုင်ပြီးတော့ဒါလုပ်တာပါဒီမှာလည်းဒါလည်း power ပုတ်ဖြစ်ပါအဲ့တော့ AC DC ပေါ့နော်ဒါကတော့ကျွန်တော်ဒါ DC သုံးလိုက်ဒါဒီကျွန်တော် AC ပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့ဒီဘက်ချမ်းမှာပြထားတဲ့ ETB 48တွေကတော့ဒါ power supply cable တွေမှာဒါအသုံးများလို့ပေါ့နော်ဒါကတော့ကျွန်တော်ဒီမှာ cable ဖြစ်ပါတယ်ဒီမှာအပေါင်းရှိတယ်ကျွန်တော်အလုပ်ရှိတယ် DC ဆိုတော့အပေါင်းအနှုတ်နဲ့ကျွန်တော်ဒါမှားတယ်ဆိုလို့ရှိရင်တော့သူကအနေလေးတော့အနေတော့ရှိတယ်ပေါ့နော်ဒီဘက်ကိုကျွန်တော်တို့ဒီဘက်မှာပါကျွန်တော် power ပုတ်ကလာပြတ်သွားနိုင်တယ်ပေါ့နော်ဒါလေးကိုတော့ကျွန်တော်သတိထားပြရမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ဒါ OLED ရဲ့ကျွန်တော်တို့ဒါကတ်တွေပေါ့နော် OLED ရဲ့ကတ်တွေကျွန်တော်ကတ်တွေတကယ်ချင်းဖြုတ်ကြည့်ရင်ဒီလိုပုံစံမျိုးပေါ့နော်ဒါမျိုးကိုပြထားပေးခြင်းဖြစ်ပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒါလက်ခံနိုင်တဲ့ပမာဏတွေပေါ့နော်ဒါမျိုးတွေရှိတယ်ဒါလည်းကျွန်တော်နောက်ပိုင်းမှာဒါခြေပုံးကိုဆက်ပြီးလေ့လာတဲ့အချိန်ကျမှလေ့လာရင်ပိုပြီးဆင်ပြေတယ်ပေါ့နော်အခုချိန်မှာပြောရင်နည်းနည်းလေးရှုပ်သွားပါဆိုတော့ကျွန်တော်ချမ်းမြေးလေးပဲပြပြပေးပါမယ်ဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒါ optical interface ပုံပေါ့နော်ဒါတိုင်းကြည့်ပါတယ်ပုံဖြစ်ပါတယ်ဒါ uplink gap လို့ခေါ်မှာပေါ့နော်ကျွန်တော်တို့ဆိုရင် uplink gap လို့ဒါခေါ်တဲ့ gap တွေဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်တက်ဆက်သွားမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က Huawei Smart A EA 5800 16 port ချီပုံပေါ့နော်ဒါဆိုလို့ရှိရင်ဒါချီပုံကတ်ဖြစ်ပါတယ်ချီပုံကတ်ကိုမှသူ့ရဲ့ model က H901 GPSFE ပေါ့နော်အဲ့တော့သူ့မှာပါတဲ့ကတ်တွေဒီကျွန်တော်တို့ကတ်မှာကျွန်တော်တို့ကချီပုံ16ကတ်ပါမယ်ပေါ့နော်ချီပုံ SSD 16 port ပါမယ်ပြီးတော့ separating ratio တွေပေါ့နော် separating ratio တွေ maximum ပေါ့နော် maximum separating ratio ဆိုတာရှိတယ် separating ratio ကိုကျွန်တော်တို့ maximum တစ်ခုထိချိုးလို့ရတယ်ပြီးတော့သူ့ရဲ့ black ဒီ black ဆိုရင်ကျွန်တော်တို့ 1:60 ကိုချိုးလို့ရတယ်အဲ့တော့ပုံပေါ်တစ်ပေါ်မှာ ONU 64လုံးဒါတက်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့လား ONU 64လုံးတက်လို့ရမယ် class C black မှာဆိုလို့ရှိရင်တော့ C double black မှာဆိုရင် 1:1 2ပဲပုံပေါ်တစ်ပေါ်မှာ ONU 128လုံးအိမ်နဲ့တွက်မယ်ဆိုအိမ်128ပေါ့နော်အိမ်128 installation လုပ်ပေးလို့ရတယ်ပေါ့နော်ဒါမျိုးကိုပြပေးချင်ပါတယ်အဲ့တော့ကျွန်တော်ဆက်သွားမယ်ဒါကတော့ဒီမှာဒါလည်းကျွန်တော်တို့ကပါတယ်ဆိုဒါ HGF ပုံ OLED interface ပုံဖြစ်ပါတယ်အဲ့တော့ဒီမှာပါတဲ့ port quality ပြီးကျွန်တော်16ကတ်ပေါ်16ခုပါတယ်ကျွန်တော် forwarding capacity က160 Gbps လေးပါတယ်ဒါမျိုးတွေပေါ့နော်ကျွန်တော်တို့ maximum separating ratio ဆိုသူဆိုရင် 1:256 ဒါချိုးလို့ပြသွားပြီပေါ့နော်
ပြီးတော့ကျွန်တော်ဒီမှာထပ်ချမယ်ဒီမှာကျွန်တော်တို့အဓိကရှိတာကျွန်တော်တို့ဘုံမှာကျွန်တော်တို့ SSB မှာဆိုရင် SSB black USSB black sorry USSB တော့ရေးပါနော်ဒီလိုမျိုးတွေပါတယ်ပေါ့နော်ဒီလိုအဲ့လိုမျိုးကျွန်တော်တို့ဒီဘုံမှာလည်းကျွန်တော်တို့ကရှိသူ့ရဲ့သက်ဆိုင်ရာခေါ်ဝေါ်လေးတွေရှိတယ်ပေါ့နော်ကျွန်တော် B black ရှိတယ် C black ရှိတယ် C double black ရှိတယ်ပေါ့နော်အဲ့တော့ B black မှာကျွန်တော်တို့ကအဓိကကွာခြားချက်တွေပေါ့နော် B black မှာသုံးတဲ့ဒါနာနိုမီတာတွေကတော့ကျွန်တော်တို့ B black ဒီမှာ B black C black C double black ပေါ့နော်ဒါတွေကတော့ SSB မှာသူ့ရဲ့သုံးတဲ့ wavelength တွေကတော့ဒါအများကြီးဒါကွာခြားချက်မရှိဘူးပေါ့နော်ပြီးတော့ rate ပေါ့နော် rate မှာလည်းကျွန်တော်တို့ကအရင်ကွာခြားချက်လည်းဒါမရှိသေးပြန်ဒီကကျွန်တော်တို့ပါလဲဆိုတော့ milli output power နဲ့ကျွန်တော် mass ပေါ့နော်ဒါ output power အနည်းဆုံးနဲ့အများဆုံးပေါ့နော်အဲ့တော့ output power များလေကျွန်တော်တို့ကဝေးပို့သွားတဲ့ပို့ပြီးတော့ရောက်နိုင်တယ်ပေါ့နော်ကျွန်တော်တို့ OLED နဲ့ customer system ကိုဒါဝေးပို့ရောက်ပို့ဝေးနိုင်တယ်ပေါ့နော်အဲ့တော့ဒီ black မှာတော့ကျွန်တော်တို့တစ်ကအနည်းဆုံးဖြစ်မယ်9အကောင်းဆုံး C black မှာဆိုရင်3ကအနည်းဆုံးဖြစ်မယ်9ကအကောင်းဆုံးပေါ့နော် C double black မှာဆိုရင်6ကအနည်းဆုံးဖြစ်မယ်ကျွန်တော်တို့10ပြီအကောင်းဆုံးဆိုပြီးဒါသတ်မှတ်ပေးတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့အိမ်ဒီမှာကျွန်တော်တို့တက်ဆင်ပြီးပြီဆိုရင်မိုင်းနဲ့ဘယ်လောက်ဒါတော့သူ့ရဲ့သက်ဆိုင်ရာကျွန်တော်တို့ခြေပုံးကက်ကနေပြီးတော့ကျွန်တော်ထုတ်ပေးတဲ့ပုံးပေါ်လေးတွေကနေထုတ်ပေးလိုက်တဲ့အချိန်မှာရတဲ့ dBm ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့သက်ဆိုင်ရာ separator တွေချိုးတိုင်း separator တွေချိုးတိုင်းမှာကျွန်တော်တို့က line bit တိုင်းပေါ့နော် line bit တိုင်းမှာရှိတဲ့ကျွန်တော်ပေါက်တွေပေါ့နော် fiber box တွေမှာရှိတဲ့ separator တွေကိုကျွန်တော်တို့တစ်စက်ခံတိုင်းမှာကျွန်တော်ဖားဖြစ်လဲဆိုတော့ dBm လေးဒါ loss ဖြစ်တယ်ပေါ့နော် loss ဖြစ်တော့ကျွန်တော် plus ကနေ minus ဖြစ်သွားတယ်ဖြစ်သွားတော့နောက်ဆုံးကျွန်တော်တို့လက်ခံနိုင်တဲ့ပမာဏပေါ့လက်ခံနိုင်တဲ့ပမာဏက minus 28 dBm ဖြစ်ပါတယ်ကျွန်တော် B black မှာဆို C black မှာဆိုရင်တော့ကျွန်တော်တို့ minus 32ရှိပါတယ် C double black မှာဆိုရင်ဒါ minus 35အဲ့တော့သူထုတ်လုပ်ပေးနိုင်တဲ့ကျွန်တော်တို့ဂိမ်းတန်ကြီးရလဲကျွန်တော်ပုံများတယ်တော့ကျွန်တော်တို့ဒါလဲဆိုသူလက်ခံနိုင်တဲ့ lot တန်ဖိုးကလည်းပုံများတယ်ပေါ့နော်သူကတော့ပုံကောင်းတယ်ပေါ့နော်ဒါတော့ကျန်တဲ့ကျွန်တော် optical connector FC ဒါလည်းကျွန်တော်ပုံတူတူပါပဲ fiber type ကလည်း single mode ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒီက B black နဲ့ C black C double black ပေါ့ဒါမျိုးတွေကျွန်တော်တို့ခွဲထားတာမျိုးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်တစ်ဆက်သွားမယ်ဆိုရင်ဒါကတော့ separator ပေါ့နော် separator ကိုကျွန်တော်တို့အပြင်မှာတွေ့ရတဲ့ပုံစံပေါ့နော်ဒါကတော့ကျွန်တော် fiber ပေါက်ကြီးတွေထဲမှာဒီလိုမျိုးတွေဒါတွေ့ရတဲ့ဒီလိုမျိုးတွေလည်းရှိတယ်ဒီလိုမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ fiber separator ပုံစံလေးကိုပြထားပေးခြင်းဖြစ်ပါတယ်အဲ့တော့ဒါလည်းကျွန်တော် fiber separator ပုံစံမျိုးလေးပေါ့နော်ကျွန်တော်တို့ဒီကဒါမျိုးရှိတယ်သူ့ကို stage တိုက်လို့ခေါ်တယ်ဒါ HPF ပေါက်တိုက်ကျွန်တော် HGH ပေါက်တိုက်ဒါ plug-in တိုက်ကတော့ဒါများသောဖြင့်ကျွန်တော်တို့တွေ့ရအများဆုံးပေါ့နော်ကျွန်တော် SMT ကနေမှာတွေ့ရအများဆုံးပြီးတော့ tray တိုက်ရှိတယ်19 inch red type ပေါ့နော်19 inch red type ဒီလည်းဒါအများဆုံးအဖြစ်သုံးတယ်ပေါ့နော်ဒါကျွန်တော်တို့ post site တွေ data center တွေထဲမှာဒါအများဆုံးသုံးတယ်ကျွန်တော် separator တွေပေါ့နော် separator မျိုးစားတွေဖြစ်တယ်ပေါ့နော်အဲ့တော့ပြီးတော့ကျွန်တော်နောက်တစ်ခုပေါ့နော်ဒါ separator ထဲမှာရှိတယ်ကျွန်တော်တို့ separator မှာကျွန်တော် 1/4 ဆိုရင်ဒါတစ်ခုဝင်တယ်ကျွန်တော်ပြီးတော့ဒါပြန်ထွက်တဲ့အချိန်မှာ၄ခုပြန်ရတော့ဒါဘယ်လိုလုပ်ထားလဲဆိုတာပြထားပေးဖြစ်ပါတယ်ကျွန်တော်ဒီကိုအလင်းလေးဝင်ရောက်လာတယ်ဝင်ရောက်အလင်းလေးကကျွန်တော်ဖြာထွက်ပြီးတော့နောက်ဆုံးဒါ၄ချောင်းပြန်ထွက်သွားတယ်ပေါ့နော်၄ချောင်းပြန်ထွက်သွားတယ်ဒါတော့ physical ဒါပြပေးထားဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီဘုံမှာဒါတင်ဆောင်နိုင်တယ်ကျွန်တော်တို့ကားတွေပေါ့နော်ကျွန်တော် internet ကိုတင်ဆောင်နိုင်တယ် PSTN ပေါ့နော် public telephone network ပေါ့နော်ကျွန်တော်တို့ VoIP ပေါ့နော် telephone network တွေကိုတင်ဆောင်နိုင်တယ် CAT ပေါ့နော်ကျွန်တော် TP line တွေကိုကျွန်တော်တို့ဒါတင်ဆောင်နိုင်တယ်ပေါ့နော်အိမ်တိမ်မှာ web တစ်လုံးတက်လိုက်တာနဲ့ internet တက်လိုက်တာနဲ့ကျွန်တော်တို့ဖုန်းပြောလို့ရမယ် internet သုံးလို့ရမယ် GB ကြည့်လို့ရမယ်ဒီလောက်တွေကိုဒါဂျီဘုံကတည်လို့ရတယ်ပေါ့နော်ဒါလေးကိုပြထားပေးခြင်းဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့လက်ရှိသုံးနေတဲ့ OIU လေးတွေပေါ့နော်ဒါတော့ဒီစက်ကွက်ထဲမှာသုံးနေတဲ့ OIU လေးတွေကိုပြပေးထားခြင်းဖြစ်ပါတယ်သူရဲ့ default username password တော့ telecom admin telecom ဖြစ်ပါတယ်သူကသုံးတာ type ကတော့
B black သူရဲ့ receiver ဘယ်လောက်ဒီတက်ခတ်နိုင်လဲဆို -27 ပါပေါ့နော်ဒါသုံးတဲ့ wavelength လေးပေါ့နော်ဒါလေးတွေကိုပြထားပေးဖြစ်ပါတယ်သူကတော့ဒါ1000 megabit/s ဒါဆိုလို့ရှိရင်ကျွန်တော် OND လို့ခေါ်လို့ရတယ်ပေါ့နော် OND ဒီဘက်ကို OND လို့ကျွန်တော်တို့ခေါ်လို့ရတယ်ဒါကတော့ B black C black C double black တို့ကိုရေးပြပါပေါ့နော် C double black မှာကျွန်တော်တို့လုပ်လို့ရတယ်ဒါ transmit power receive sensitivity power ပေါ့နော်ပြီးတော့ G-phone update ဒါသုံးလို့ရတဲ့ usage တွေကိုဒါဖော်ပြပေးထားခြင်းဖြစ်ပါတယ်သူရဲ့ distance နဲ့လည်းနည်းနည်းလေးဒါပို့ပြီးတော့ကွာသွားတယ်ပေါ့နော်ကျွန်တော်တို့ B plus C plus C double plus မှာကျွန်တော်တို့သုံးလို့ရတာပို့ပြီးတော့ဒါများလာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါ long distance နဲ့လည်းဒါပိုများတယ်ပေါ့နော်ပိုများတယ်ဆိုတာကိုပြပေးထားခြင်းဖြစ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့သူ့မှာသုံးလို့ရတယ်ဒါ separating ratio ပဲပေါ့နော်ကျွန်တော် separating ratio ဆိုတာဒီကျွန်တော်တို့ကပုံပေါ်တစ်ပေါ်မှာကျွန်တော်တို့ customer ဒါမှ OI အလုံးကြီးအတွက်ဒါဘယ်နှလုံးသုံးမယ်ဆိုတာကိုကျွန်တော်တို့တွက်တဲ့နည်းဖြစ်ပါတယ်အဲ့တွက်တဲ့နည်းဒီကျွန်တော်တို့တွက်တဲ့နည်းကကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒါ 1:8 1:2 16ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒါဘယ်လောက် ratio ချိုးထားတယ်ဆိုတာကိုကျွန်တော်စစ်ဆိုင်ဆက်ပြတာဒီလိုတက်ထားတဲ့ဟာကိုကျွန်တော်တို့ကညှောက်ကြည့်ရမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က 1:8 ကိုခဏထားပြီးတော့ကျွန်တော်1ရဲ့နောက်ကကျွန်တော်သုံးထားတဲ့8က16ရဲ့ကျွန်တော်ညှောက်အောင်ပေါ့နော်8ညှောက်16 sorry 8အညှောက်16ဒါဆိုရင်ဒါ1:8ချိုးထားတယ်နော်ဒီမှာဆိုရင်ကျွန်တော်တို့1:8နဲ့1:32ကိုချိုးထားတယ်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ separating ratio ဘယ်လောက်ဖြစ်မလဲပေါ့နော်8အညှောက်32ပေါ့နော်ဒါဆိုရင်ဒါ256ပေါ့နော်256ဆိုတော့ကျွန်တော်တို့က256ချိုးလို့ရတယ်ကျွန်တော်တို့ G-phone မျိုးစားဆိုရင်တော့အဆင်ပြေတယ်ဒါပေမဲ့256ချိုးလို့မရတဲ့ G-phone မျိုးစားဆိုရင်ဒါအဆင်ပြေမှာမဟုတ်ဘူးเนาะအဲဒါကြောင့်ကျွန်တော်တို့ဒီမှာဆိုရင်ဒါဒီအဆင်ပြေရပါတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ separating ratio အရင်များတယ်ဆိုတာကိုဒါပြပေးထားခြင်းဖြစ်ပါတယ်ဒါမျိုးတွေကျွန်တော်တို့နည်းနည်းလေးသတိထားပါအမှချိုးလို့ရတဲ့ separating ratio တွေပေါ့เนาะကျွန်တော်တို့အစံဒီရအဆင့်ဆင့်လုပ်လို့အချိန်မှာကျွန်တော်တို့ကချိုးလို့ရတဲ့အဆင့်ဆင့်ရှင်းမှာ1:8ချိုးတယ်ဆိုရင်ဒါနောက်မှာ1:16 1:4ချိုးတယ်ဆို1:32ပေါ့เนาะဒါမျိုးတွေကျွန်တော်တို့ချိုးရတော့ချိုးလို့ချိုးမှဒါလည်းပဲဒါအဆင်ပြေတယ်ပေါ့နော်အဲ့တော့မိမိသက်ဆိုင်ရာလုပ်ငန်းမှာသုံးမယ်ဆိုရင်ကျွန်တော်တို့ separating ratio ကိုဒါနည်းနည်းလေးလူဆိုင်ဖို့ပေါ့နော်အဲ့တော့ separating ratio နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အကြံလိုချင်တယ်ကျွန်တော်တို့အကြံများပေးလို့ရတယ်ပေါ့နော်ဒါ separating ratio နဲ့ပတ်သက်ပြီးတော့တရားစီဘယ်လိုချိုးလို့ရလဲဆိုတော့ဒီမှာပြထားတဲ့ပုံစံတိုင်းပဲဒါချိုးလို့ရတယ်ပေါ့နော်အဲ့တော့ဒီနေ့လေးဒါ experience ရှိတယ်ဆိုလို့ရှိရင်တော့တရုပ်စာတော့နားလည်မှာပေါ့နော်ဒါဆိုကျွန်တော်တို့ဒါ basic network ပို့ဖြစ်တဲ့အတွက်ကျွန်တော်သိပြီးဒီဥစ္စာကိုအသေးစိတ်ကျွန်တော်ရှင်းပြအပ်ပြီးတော့နော်အကယ်ရှင်းပြခြင်းလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ G-phone တင်တန်းရှိပါတယ် G-phone တင်တန်းဒါကျွန်တော်တို့လက်ရှိမဖွင့်ပြပါဘူးဒါ2.9ကဆရာနန္ဒယူစီမှာဒါ G-phone တင်တန်းရှိတယ်ပေါ့နော်သူစီမှာဒါလေ့လာလို့ရပါတယ်ဒါဆိုရင်တော့ဆရာစီမှာဆိုရင်တော့ဒါတွေကိုအသေးစိတ်ထပ်ပြီးသူရှင်းပြထားပါတယ်အဲ့တော့ကျွန်တော်တို့ basic network ကိုဖြစ်တဲ့အတွက်ဒါကိုကျွန်တော်အကြမ်းမြင်လောက်ပဲကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်ကျွန်တော်တို့အခုဒီလိုပိုင်းတော့ဒါ component ပေါ့နော်ကျွန်တော်တို့G-phone မှာရှိတဲ့ကျွန်တော်တို့ component လေးတွေကိုကျွန်တော်ရှင်းပြပေးတာဖြစ်ပါတယ်